မာလဲကိုပိုင်တယ်ဆိုတာဒီလောကကြီးတဲ့ကိုအဝတ်ပလာနဲ့လာခဲ့တယ်အဝတ်တစ်ထည်ကိုတစ်ခုနဲ့ပြန်သွားကြရတယ်ငိုကြွေးပြီးတော့ရောက်လာကြတယ်ငိုကြွေးပြီးတော့ပြန်သွားကြတယ်ပစ္စည်းဥစ္စာတွေမပါဘူးလာခဲ့တယ်ပစ္စည်းဥစ္စာတွေထားခဲ့ပြီးပြန်ရမယ်တစုံတယောက်ကပဲပထမဆုံးရေချိုးပြီးတယ်လို့တစုံတယောက်ကပဲနောက်ဆုံးရေချိုးပြီးမှာပါငါပိုင်တယ်သူပိုင်တယ်ဆိုတဲ့အရာအလုံးဟာတကယ်တော့အငှားတွေပါတကယ်ကိုပိုင်တာကပစ္စည်းဥစ္စာတွေမဟုတ်ပါဘူးကိုပြုထားတဲ့ဒါနသီလဘာဝနာဒီကုသိုလ်